မျိုးသမီးဟာစားပွဲပေါ်ကဓာတ်ကိုကောက်ကင်ပြီးသူမတငယ်ချင်းရဲ့ရုံခန်းတဲ့ကိုအမြန်ဝင်ကတကားပိတ်လိုက်တယ်။လွန်ခဲ့တဲ့3နှစ်ကဒီတငယ်ချင်းရဲ့ထောင်ချောက်ဆင်မှုကြောင့်သူမစီကျမ်းမာရေးစီယုံပို့ခံထည့်ရပြီးကုမ္ပဏီကိုလည်းအလူခံထည့်ရတယ်။အခုတော့သူမလက်စားချေဖို့ပြက်လာခဲ့ပါပြီ။ရုံခန်းတဲ့ကအော်တန်ကြောင့်လူတွေအပြေးလွှားရောက်လာကြတယ်။လုံးဖို့ကွိုင်းတွေတကားကိုဝိုင်းကန့်ညီတော့မှပဲသူမဟာလက်ကဝက်မှာသွေးတွေနဲ့အပြင်ကိုထွက်လာခဲ့တယ်။တကယ်တော့သူမဟာအေမီကိုတတိပေးဖို့အတွက်ကိုယ့်လက်ကိုပြန်လိခဲ့တာပါ။ယူဂျီဟာအရင်လိုနှုတ်နဲ့မိန်းကလေးမဟုတ်တော့ပဲလက်စားချေလိုစိတ်ပြင်းပြနေတာကိုအေမီတီးထွာပြီးကြောက်လန့်သွားတယ်။အေမီဟာယူဂျီရဲ့ရီစာဟောင်းမူရွန်ကိုအကူအညီတောင်းခဲ့တယ်။မူရွန်ဟာအစကတည်းကအေမီနဲ့ပေါင်းပြီးယူဂျီကိုလှည့်စားခဲ့သူပါ။သူတို့ဟာယူဂျီရဲ့အရေးချင်းကိုအသုံးပြုပြီးကုမ္ပဏီထောင်ခဲ့ကနောက်ဆုံးမှာတော့ယူဂျီကိုအယူထောင်ပို့ပြီးပတ်စံတွေနဲ့ထွက်ပြေးကြတာ။မူရွန်ကိုပြန်တွေ့ရတဲ့အခါယူဂျီဟာရွှန်ရှားလွန်းလို့အသက်ရှူတောင်ကျလာပြီးသူ့မျက်နှာကိုကော်ဖီနဲ့ပတ်လိုက်ပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးမူရွန်ကယူဂျီဟာစိတ်မနှံ့သူဖြစ်ကြောင်းကုမ္ပဏီတစ်ခုလုံးသိအောင်ဝါဒဖြန့်လိုက်တော့တယ်။အေမီကယူဂျီကိုထပ်ပြီးယူသွားအောင်ဆော်ပေးဖို့ခေါင်းမိုးထက်မှာတွေ့ဖို့ချိန်လိုက်ပြီးပါဆယ်တစ်ခုပို့လိုက်တယ်။ယူဂျီကသူမကိုတိုက်ခိုက်တာကိုဗီဒီယိုခိုးရိုက်ဖို့စီစဉ်ထားပေမဲ့ယူဂျီကအကွက်မြင်ပြီးသားပါ။ပါဆယ်တိတ်မှာဓားမပါပဲအေမီအမုန်းဆုံးအတိတ်ကိုတတိယစီမဲ့မွေးနေ့ကတ်နဲ့စက်တဲ့ဘဲလေပင်တွေကိုပဲထည့်ထားခဲ့တယ်။ဒါကိုမြင်လိုက်ရတဲ့အေမီဟာစိတ်မထီးနိုင်ပဲပောက်ကွဲသွားပြီးလူအများရှိမှသူမကိုယ်လိုက်ကအယူတရားလိုဖြစ်သွားခဲ့တယ်။အေမီမေ့နေတာတခုရှိတယ်။သူတို့ဟာအရင်အဆုံးတငယ်ချင်းတွေဖြစ်ခဲ့ဘူးလို့ယူဂျီကသူမရဲ့အားနည်းချက်ကိုအတိဆုံးဖြစ်နေတာပါပဲ။ Subscribe လေးလုပ်ခဲ့ကြပါဦးနော်ကျေးဇူးပါဗျာ။